နှစ်ပေါင်း80ဆောက်ခဲ့ရတဲ့ပြည်တွင်းဖလားတစ်လုံးပရိသတ်များလုံးပဲမင်္ဂလာများ Red TV တိုင်းကနေပြန်လည်ကြိုလိုက်ပါရင်နျူကာဆယ်အားအစင်လာရှိတဲ့အသင်းဖြစ်ပြီးပရီးမီးယားလိသမိုင်းမှာလည်းအစဉ်အမြဲအရေးကြီးတဲ့နေရာတစ်ခုကနေပါဝင်နေကြပါနျူကာဆယ်ရဲ့ကနဝင်ကစားသမားတွေဟာပရီးမီးယားလိရဲ့ကနဝင်တွေဖြစ်ကြသလိုပရီးမီးယားလိရဲ့အသွင်ကိုအများဆုံးကစားမကြီးအလန်ရှီယာဟာလည်းငှက်ကြားတစ်ယောက်ပါပဲနျူကာဆယ်အားမကြာသေးခင်ကာလတုန်းကမှ sorry ပြည်သူရန်မုံငွေအဖွဲ့ရဲ့ဝယ်ယူခြင်းကိုခံလိုက်ရပြီးယင်းနှိမ့်မြုပ်နှံမှုတွေစတင်ပြုလုပ်လာခဲ့ပါတယ်ဒီနေ့ခေတ်ဘောလုံးလောကဟာကယ်မီကစားသမားတွေထက်ကမ္ဘာအဆင့်ကစားသမားတွေကိုခေါ်ယူနိုင်တဲ့အသင်းတွေကအလင်းမြန်တိုးတက်နေတာကြောင့်ငွေသုံးနိုင်တဲ့အသင်းကအရှိကိုရောက်လေဖြစ်ပါတယ်ငှက်ကြားကိုရေနံလောင်းခံရတဲ့အခါအသင်းကလည်းအရှင်မွေးတဲ့သားနေချင်းညာချင်းကြီးခဲ့ပါတယ်။နျူကာဆယ်က2020-23ဘောလုံးရာသီမှာတဟုန်ထိုးတိုးတက်လာခဲ့ပြီးအဆင့်လေးနေရာကနေရာသီသိမ်းနိုင်ခဲ့တယ်လို့ကာရာဘောင်းဖလားဖိုင်နယ်အထိလည်းရောက်ရှိခဲ့ပေမဲ့ဖလားနဲ့တော့ဝေးကွာနေခဲ့ရပါတယ်။ဒီရာသီမှာပြန်လည်တီဆောက်လာတော့ထွေးထွေးနဲ့ရုံလုံးဖော်လာတဲ့နျူကာဆယ်ဟာသူတို့ရဲ့အောင်မြင်မှုအသေးအပွင့်ကိုစတင်ခန်းစားလာရပါတယ်။နျူကာဆယ်ဟာထင်ရှားဆုံးအကျိုးမြတ်အနေနဲ့ကာရာဘောင်းဖလားကြီးကိုကင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။နျူကာဆယ်ရဲ့နောက်ဆုံးဖလားရရှိထားမှုဟာ1955ခုနှစ်ကဖြစ်တဲ့အတွက်ဖလားလက်မဲ့ကာလနှစ်ပေါင်း80ကျော်ကိုဒီကာရာဘောင်းဖလားနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။နျူကာဆယ်ဒီခီးကလည်းတကယ်ကိုခက်ခဲပါတယ်။နျူကာဆယ်ကချယ်ဆီအာဆင်နယ်တို့ကိုဖျက်ကျော်လို့ဖိုင်နယ်မှာလီဗာပူးကို2-1နဲ့အနိုင်ယူရင်းကာရာဘောင်းဖလားကိုထက်ထက်နဲ့ရရှိခဲ့ပါတယ်။ကာရာဘောင်းဖလားဖိုင်နယ်အတွက်ဝင်းမာလီကွင်းကြီးကိုပရိသတ်ပေါင်း3200တက်ရောက်အားပေးခဲ့ပါတယ်။နျူကာဆယ်ကဒမ်မန်အလန်ဆန်နာအီဆက်တို့ရဲ့သွင်းကိုတွေနဲ့ပရာပိုင်းမှာရောဒုတိယပိုင်းမှာပါလီဗာပူးကိုအသာစီးရယူထားခဲ့ပြီးဆယ်စုနှစ်9စုစာမက်ခင်ရတဲ့ဖလားအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။ပွဲစားကနေအဆုံးကြည့်လိုက်မယ်ဆိုရင်လီဗာပူးကဘောလုံးကင်ထားတာတခုကလွဲပြီးကျန်တာကငှက်ကြားတွေရဲ့အပြတ်အသတ်ဖိထားခြင်းကိုခံနေရပါတယ်။အဒီဟာရဲ့အသင်းဟာတိတိတသားကိုပိုကောင်းတဲ့အသင်းဖြစ်တယ်လို့နိုင်လိုစိတ်ကလည်းပြင်းထန်လွန်းနေပြီးပွဲစားကလေးကသူတို့ဖလားကိုဘယ်သူမှမပေးဘူးဆိုတဲ့စိတ်မျိုးနဲ့ကစားနေခဲ့ပါတယ်။တကယ်လို့လီဗာပူးသားပရာပိုင်းမှာပနတီရလိုက်ရင်ပွဲအဖေကတမျိုးပြောင်းသွားမလားလို့တော့ပြောရခက်ပါတယ်။လီဗာပူးကညာစွန်နောက်ခံလိုနေအောင်စလုံးထင်ရရနေတဲ့အခါဘောလုံးဖြန့်ဝေရမှာအားနည်းနေတယ်လို့မာကျော်လွန်နဲ့နျူကာဆယ်နောက်တန်းကိုထိုးဖောက်ရမှာလည်းခက်ခဲနေပါတယ်။ဒါကြောင့်လဲဘောလုံးကကီရင်ထရီပီယာရဲ့လက်မောင်းနဲ့ထိမိတဲ့အခါဂျိုးဂျာနီတွေကပနတီတောင်းခဲ့ကြပေမဲ့ဒိုင်ယောပီယာကပါမတိကျေးကျွန်ပြူထားခဲ့ကြပါတယ်။ပရာပိုင်းအချိန်မှာနျူကာဆယ်ကသူတို့အတွက်အခွင့်အရေးကိုရရှိခဲ့ပါတယ်။ထရီပီယာရဲ့ထောက်ခံဘောကဒန်ဘန်စီကိုရောက်ရှိပြီးလွတ်လွတ်ကျွတ်ခေါင်းတိုက်ခွင့်ရရှိလိုက်တဲ့အခါနျူကာဆယ်နဲ့ဥဆောင်ကိုရရှိသွားခဲ့ပါတယ်။ဒီဘောကလည်းအခွင့်အရေးတစ်ချိန်ရရှိခဲ့ပြီးလူးဝစ်တီရဲ့ကန်ချက်ဘေးချော်ထွက်သွားခဲ့တာနှမျောဆရာပါဒုတိယပိုင်းမှာအီဆက်ကသွင်းကိုရရှိပြီးနျူကာဆယ်တို့ဒုတိယဥဆောင်ကိုရပြီလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့လည်း VAR ပြန်ကြည့်တဲ့အခါဘရိုနိုဂရီမတ်စ်ကကတိလေးလူကြုံနေခဲ့တဲ့အတွက်ဒီဂိုးတော့ပယ်ဖျက်ခံလိုက်ရပါတယ်။ဒါပေမဲ့သိမချာခင်မှာပဲအီဆက်ကနောက်တစ်ကုန်းတကယ်သွင်းယူပေးသွားပြီးနျူကာဆယ်ကိုတက်တောက်ဥဆောင်စေခဲ့ပါတယ်။ဒီအချိန်အထိနစ်ပုတ်ကအလုံးရှုပ်တက်တာနေခဲ့ပေမဲ့ပွဲပြီးကန်နေလေလီဗာပူးတိုက်စစ်ကအရှိန်မြင့်လာလေဖြစ်လာပါတယ်။ကာဒီဂျွန်ရဲ့အပိုင်ကန်ချက်ကိုနစ်ပုတ်ကလန်ဆွမ်းပြပြီးကာကွယ်သွားခဲ့ပါတယ်။အီဆက်လည်းနောက်တစ်ချိန်အခွင့်အရေးရလိုက်သေးပေမဲ့ဒီတစ်ခါတော့ကယ်လင်ဟာကကာကွယ်နိုင်ခဲ့ပါတယ်။အချိန်မိုးကို10မိနစ်ထိပေးလိုက်တာကတော့လီဗာပူးအတွက်အခွင့်အရေးကြီးပါပဲ။လီဗာပူးကအချိန်မိုးတဝက်မှာတင်အမေရိကန်လူသားဖယ်ရီဂိုချေးစာရဲ့သွင်းကိုနဲ့ခြေပါကုတ်တကုတ်ပြန်လဲရရှိခဲ့ပါတယ်။ဒီဂိုးကအစပထမစီးချက်တိုင်းကအလန်ထောင်ခဲ့ပေမဲ့ VAR စစ်ဆေးပြီးတဲ့နောက်မှာဂိုးဖြင့်ခွင့်ပြုပေးခဲ့ပါတယ်။လက်ကျန်မိနစ်ကတော့အချိန်မြန်ကုန်ပါစေလို့စူတောင်းရခဲ့တဲ့မိနစ်တွေဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့နျူကာဆယ်လည်းလီဗာပူးကို2-1နဲ့အနိုင်ရရှိခဲ့ပြီးကာရာဘောင်းချန်ပီယံဖြစ်လာခဲ့ပါတယ်။နျူကာဆယ်ကလမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီးလိမှာလည်းချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲဝင်နေပါတယ်။ကာရာဘောင်းဖလားကနေစတင်လို့နျူကာဆယ်အောင်မြင်မှုလမ်းကြောင်းဆက်လက်မြင့်တက်လာမလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။